Okay အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဇူလိုင်လ18ရက်နေ့ညနိုင်ငံတကာနောက်ဆုံးရစိတ်ဝင်စားစရာအထူး breaking news သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည်ယော်တီဖာလို့ခေါ်ပါတယ်ဒီနေ့ညအတွက်အင်မတန်စိတ်ဝင်စားစရာကောင်းလာနေတဲ့ပထမဆုံးသောသတင်းထူးကတော့အခုအီရန်နိုင်ငံအနေနဲ့ကူဝေမှာရှိတဲ့ရေကြိုစက်ရုံတစ်ခုကိုတိုက်ခိုက်မှုလုပ်လိုက်ပြီးဖြစ်တယ်။ပြင်လေရေငန်တွေကိုတောက်တုံးရဲ့အဖြစ်ရေကြိုစက်ရုံပြင်လေကွင်းနိုင်ငံတော်တော်များများမှာရှိတယ်။အခုကူဝေနိုင်ငံမှာရှိတဲ့အဓိကရေကြိုစက်ရုံကိုအီရန်ကတိုက်ခိုက်မှုကအင်မတန်မှဒါကတော့စိုးရင်ဖွယ်ရာပင်လေကွင်းနိုင်ငံတွေကိုတိုက်ခိုက်မှုတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုပြောလာတယ်အခုဘာရိန်းနဲ့ကူဝီကပင်လေကွင်းနိုင်ငံအားလုံးထဲကနေအငယ်ဆုံးသောနိုင်ငံငယ်တွေဖြစ်တယ်ဒီနိုင်ငံငယ်တွေကိုဦးစားပေးပြီးတော့မှအင်ရန်ကတိုက်ခိုက်တယ်အခုအင်ရန်ဘာပြောတယ်လဲဆိုရင်အမေရိကန်အနေနဲ့ကျွန်တော်ကိုတိုက်ခိုက်မှုအပေါ်မှာပြန်လေတုတ်ပြန်တဲ့အနေနဲ့ကျွန်တော်တို့ရွေးချယ်စရာနီလန်အားလုံးတုံးပြီးတော့မှတိုက်ခိုက်နေတာဖြစ်တယ်တိုက်ခိုက်မှာဖြစ်တယ်ဒီလိုပြောလာတယ်ဒါကြောင့်အခုဂျော်ဒန်မှာလည်းပြစ်တယ်ကိုဝေမှာလည်းပြစ်တယ်ဘာရင်းမှာလည်းပြစ်တယ်ဆီးရီးယားအထိအီရန်ကပြစ်ခတ်မှုလုပ်နေပြီဒါကပြင်လေကွင်းနိုင်ငံတွေကိုလုံးဝနော်အပြတ်ချေမုံမဲ့အနေအထားဒေါတာတွေတနေ့တခြားပြင်လေကွင်းနိုင်ငံတွေနော်မေ့လို့မရအောင်လုံးဝကြောက်သွားအောင်လုံလာတဲ့အနေအထားဖြစ်နေတယ်ကူဝီနဲ့ဘာရင်းထဲမှာလက်နဲ့ကြီးပြစ်တဲ့နော်တကယ်လက်နဲ့ကြီးတွေမရှိဘူးဆိုတဲ့ဟာတော့တည်င်းထဲမှာပေါ်ပြနေကြတယ်ဒါကအင်မတန်စိတ်ဝင်စားစရာကောင်းလာနေတဲ့အီရန်ရဲ့နောက်ဆုံးသောနော်စစ်စင်ရေးအခုအီရန်နိုင်ငံမှာအစိုးရပိုင်းတချို့ကကဲသဘောတူညီချက်စာချုပ်လက်မှတ်ရေးထိုးရအောင်ကျွန်တော်တို့ထိုးမယ်ဆိုတဲ့အဖွဲ့ရှိတယ်တစ်ဖက်မှာဒီပန်လီမာဥက္ကဋ္ဌနဲ့အတူတချို့သောသူတွေလုံးဝကျွန်တော်လက်မရမထိုးနိုင်ဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်ဆက်တိုက်မယ်လက်တော့ပြန်မယ်ဂလိသားချေမယ်ကျွန်တော်အာလေခါမနီတေဆုံးတဲ့အချိန်မှာသူတို့ရဲ့ဒီဇာဗနာအခမ်းအနားတွေမှာပြန်ဖိုက်မယ်တွေးကြွေးပြန်ဆက်မယ်သူပေါင်းမြောက်များစွာကြွေးကြော်ထားတာဘာပဲဖြစ်ဖြစ်ကျွန်တော်အတတ်နိုင်ဆုံးနီလန်မျိုးစုံတုံးပြီးတော့မှပြန်ချမယ်ပြန်ဖိုက်မယ်ပြောနေတယ်လောလောဆယ်သူတို့ရဲ့နိုင်ငံထဲမှာလျှက်စစ်ရေးဝန်ကြီးဌာနကဘာပြောလဲဆိုရင်ပြည်သူများအနေနဲ့အစိုးရဌာနများအနေနဲ့လျှက်စစ်မြင်းကိုချွေတာတုံးကြပါမြေသားစုအရန်များတဲ့နေအိမ်တွေမှာလည်းချွေတာတုံးကြပါလျှက်စစ်မြင်းမရလောလောဆယ်အာနေချက်ရှိတယ်ထုတ်ဖော်လိုက်ပြီအီရန်နိုင်ငံမှာ3-4ရက်မကတော့မျက်စိမြင်ပြတ်တောက်နေတဲ့အနေထားပူပြီးမှစိုးရင်ဖွယ်ရာရှိလာတယ်ဒီထက်ပိုဆိုးတဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုကြုံလာခဲ့သည်ရှိတော့အီရန်ပြည်သူတွေလည်းလုံးဝဒုက္ခရောက်မှာဖြစ်တယ်အခုမျက်စိရဲဝန်ကြီးဌာနကအစိုးရဌာနကိုပါမျက်စိမြင်တိတ်မတုံးကြနဲ့ချွေတာနော်ချွေတာပြောနေပြီတစ်ဖက်မှာကောင်းဆောင်ပိုင်းတွေကလည်းလက်မရေးထိုးဖို့အတွက်အမေရိကန်ဒေါ်နယ်ထရမ့်ကခေါ်နေပြီးတွားရမလားမတွားနဲ့မရဘူးနှစ်ချမ်းကွေးနေတယ်အဲ့ဒါကြောင့်အီရန်နိုင်ငံအခြေအနေကပိုဆိုးတယ်ဒီကြားထဲမှာတည်င်းဌာနတစ်ခုရဲ့သုံးသပ်ချက်အရဘာပြောတယ်လဲဆိုရင်ဟူမော့စ်ရေဒီဂျာကတဲ့အီရန်ရဲ့နျူကလ িয়ার လက်နက်ပပျောက်ရေးဖြစ်စီရဲ့ယူရေနီယံတန့်စင်ထားတဲ့ဟာကိုဆွန့်လို့ရေးဒီအရေးတဲ့
ပို့ပြီးတော့မှစိုးရင်ဖွယ်ရာအလေးထားကြတဲ့အခြေအနေဖြစ်လာတယ်တဲ့ကျန်တဲ့နျူကလ িয়ার တို့နော်ယူရေနီယံတို့အားရကောင်းနဲ့မထည့်နေအောင်လေလောလောဆယ်မှာအင်ရန်တကယ်တန်ဖိုးထားပြီးတော့မှအရေးဆိုင်တာဟိုမော်ရှိလေးကြအမေရိကန်အလေးထားတာဦးစားပေးတာဟိုမော်ရှိလေးကြကျန်တဲ့နျူကလ িয়ার တွေလုံးဝကောင်းစဉ်တွေမရှိတော့ပပျောက်နေပြီယူရေနီယံတို့ဘာလို့တိတ်မကြတော့ဟိုမော်ရှိလေးကြဘလို့သိမဲ့ဘေးကိုင်းမဲ့ညာကိုင်းမဲ့အမေရိကန်ကကိုင်းမဲ့မရဘူးဒီအင်ရန်ကပဲကိုင်းမယ်ဒီလိုဖြစ်နေတယ်ဒါလောက်အထိပြင်းထန်တဲ့စစ်ပွဲဖြစ်နေတဲ့အချိန်မှာအမေရိကန်ကိုတားမဲ့သူမရှိဘူးဆိုတဲ့ဟာလည်းပြောတယ်ပြီးတော့မှအင်ရန်ရဲ့ခေါင်းဆောင်အသက်တကယ်အကြီးအကဲမူဒါဘာခမ်နီထုတ်ပြန်ချက်စာတကြောင်းမှမပေါ်လာပါဘူးအရေးကြုံတဲ့အချိန်မှာခေါင်းဆောင်ကြီးကဘယ်နာရောက်နေတာလဲတကယ်ရောအသက်ရှင်လားဆိုတဲ့ဟာတွေအင်ရန်ပြည်သူတွေကတချို့လဲတန်တရားဝင်လာနေတယ်အင်ရန်ရဲ့မဟာမိတ်တချို့လဲတန်တရားဝင်လာနေတယ်ခေါင်းဆောင်ပိုင်းတွေလည်းတန်တရားရှိတယ်ဒါကြောင့်အင်ရန်နိုင်ငံမှာနော်အခုဒီတရားတွေပြစ်ခတ်လိုက်တဲ့အပေါ်နောက်ပြီးတော့မှယထာတန်လန်းတွေပြီးတော့တကယ်နော်တာဝါတိုင်တွေအခုဆိုရင်စိတ်ယုံဒီစေးယုံအနည်းနားမှာရှိတဲ့ဟာစိတ်ယုံတွေပြစ်တယ်တဲ့စေးယုံတောင်မှအထိခါနီးနီးအခြေအနေရှိတယ်ဒါလောက်အထိပြောနေတယ်ဒါတောင်မှအမေရိကန်ကပြစ်မှတ်ကိုချွေတာပြီးမှပြစ်နေတဲ့အနေထားရှိတယ်တဲ့လာမင်းနေ့ရက်မှာဒေါ်နယ်ထရမ့်ပြောတာလာမင်းနေ့ရက်မှာကမ္ဘာအရှိအလေပိုင်းမှာတနည်းတဖုံလုံးဝပြောင်းလဲတော့မယ်ဒေါ်နယ်ထရမ့်ဒီလိုပြောလာတယ်အပြောင်းလဲရှိတော့မယ်တဲ့ဒါကအင်ရန်ကိုလုံးဝအပြတ်ခြေမုံဖို့စင်တာလားကကျွန်းကိုတိမ့်မာလားဟိုမိုရှိလေးကြောက်ကိုတိမ့်မာလားဒါကအိမ်မတန်စိတ်ဝင်စားစရာကောင်းတယ်ဒေါ်နယ်ထရမ့်ကိုနော်အမျိုးမျိုးလူတွေဝေဖန်ကြပြီးအမျိုးမျိုးတားဆီးကြပြီဒါပေမဲ့တကယ်ကဘာကြီးမှာထရမ့်ဦးဆောင်တဲ့ဒီအမေရိကန်ကိုလောလောဆယ်တားမဲ့သူမရှိဘူးတားနိုင်တဲ့သူလည်းမရှိဘူးဒီနေ့တည်င်းအတစ်တခုရတာကြတော့နောက်ထပ်တည်င်းပေါ့ဒီတရုတ်နဲ့မြောက်ကိုရီးယားဘူပေါင်းပြီးတော့မှထုတ်ပြန်ချက်ထုတ်တယ်ဟူမရှယ်လီဂျာမှာအင်ရန်ရောအမေရိကန်ရောအပြစ်ခန်းရစေးကြပါဘူပေါင်းကြပါတဘောတူရင်ချက်တာချုပ်ကြပါဒီလိုမျိုးတိုက်တွန်းတယ်ခမရတို့မချုပ်ရင်တော့ငါတို့လာမယ်နော်တဘောမတူတော့ငါတို့လည်းလာပူပေါင်းမယ်နော်ဆိုတဲ့အနေထားလားတတိပေးလာတယ်ဟေးမလောက်ကြနဲ့ဘယ်သူပူပေါင်းလဲဆိုတော့ဒီမြောက်ကိုရီးယားရဲ့တရုတ်ရဲ့သူတို့လည်းအင်မတန်စိုးရိမ်နေတယ်ကဘာကြီးစိုးရိမ်နေတာတခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုရင်ကုန်စည်နှုန်းစီသေးတွေကုန်စည်နှုန်းအားလုံးနီးပါးအခုဝုန်းတိုင်းပြန်တက်လာတဲ့အနေထားစီသေးတွေတက်လာပြီးရေရှည်ကြာလေတကဘာလုံးဒုက္ခရောက်မယ်ဆိုပြီးတော့မှစီးပွားရေးနဲ့ပတ်သက်တဲ့ရှေးရအဖွဲ့တွေခံမှန်းတဲ့သူတွေတုံးတက်တဲ့သူတွေကလည်းပြောလာပြီဒါကစိုးရင်စရာဒါကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလာမင်းနေ့ရဲ့အချိန်တိတ်မကြာအောင်တိုက်ခိုက်မဲ့အနေအထားရှိတယ်အချိန်မဆွဲတော့ဘူး fight တော့မယ်ကြာသလားလို့ဒီလောက်ထိနော်ပြည့်ရင်နဲ့လက်မထိုးလာခဲ့ဒီလောက်ထိခေါ်နေလေအင်ရန်ကမရအောင်ဆိုမှပြောတယ်အင်ရန်ရဲ့ပြစ်ခတ်မှုထူးဆန်းတဲ့အချက်တွေရှိသေးတယ်အဲ့ဒါကဘာလဲဆိုရင်အမေရိကန်ရဲ့ drone လူ9ယောက်လောက်စီးလို့ရတဲ့ drone အကြီးနော်အဲ့ဒါတခုပြစ်ချနိုင်ခဲ့တယ်ဆိုတဲ့ဟာကိုသူတို့ကဗီဒီယိုနဲ့ဖော်ပြတယ်ဓာတ်ပုံတွေဖော်ပြတယ်ဒါပေမဲ့ပျက်စီးသွားတဲ့အပိုင်းအစတွေပေါ့နော်အဲ့ဒါဖော်ပြတယ်ဒီမှာကြည့်ငါတို့ရဲ့စွမ်းရည်
အဲ့ဒီသူတို့ရဲ့ပြစ်ခတ်လိုက်တဲ့စွမ်းရင်ကိုသူတို့ရဲ့နော် TV သတင်းဌာနကနဲ့တွေ့နေတယ်ဒီမှာကြည့်ငါတို့လည်းခေတူမဟုတ်ဘူးချနေတာကြည့်နောက်တစ်ခု American ရဲ့ထောက်လန်းရေးလေရင်တစည်းကိုပြစ်ခတ်လိုက်ပြီးပြည့်ချနိုင်ခဲ့တယ်ဆိုတဲ့ဟာလေသူတို့ TV သူတို့ရဲ့ကြေညာတဲ့သတင်းဌာနကပြောနေတယ်အဲ့ဒီဟာကြတော့ဒီထောက်လန်းရေးလေရင်ကိုပြစ်ချနိုင်ခဲ့တယ်ဆိုတဲ့ဟာကြတော့အစအနအထောက်ထားသူတို့လည်းမပြအောင်ဒါပေမဲ့ပြစ်ချလိုက်ပြီးပြစ်ခဲ့တယ်ဆိုတဲ့ဟာတွေဖော်ပြတယ်အခုတော်များပြင်လေကွင့်နိုင်ငံတွေကိုကြီးမာတိုက်နေတယ်အီရန်ရဲ့တိုက်ခိုက်မှုကအင်မတန်ပြင်လေကွင့်နိုင်ငံတွေဒုက္ခရောက်နေတယ်စိုးရိမ်နေရတယ်တစ်ချိန်လုံးနော်အချက်ပေးတဲ့အတီးတန်တွေနော်အချက်ပေးတဲ့လူတွေကိုပုံနေကြပါဘုံလာတော့မဲ့ဒုံးကြည်လာတယ်ဆိုတဲ့ဟာတွေအဲ့ဒါကြောင့်အီရန်ရဲ့အခြေအနေကသူတို့ပြောတဲ့အတိုင်းကျွန်တော်ရွေးချယ်စရာနင်းလန်းအကုန်တုံးပြီးတော့မှချမယ်ဆိုတဲ့အတိုင်းတခြားဘာအစင်စင်များရွေးချယ်ထားတယ်လေတခြားဘာစဉ်းစားထားတဲ့ဟာရှိတယ်ဒီအစင်စင်တွေကိုအခုဒီအချိန်မှာဆိုရင်ဒီနေ့တခုပြောရင်ခဏနဲ့ပြန်တိုက်တယ်ချက်ချင်းကြီးဒီအီရန်ရဲ့ပြစ်ခတ်မှုပြင်လေကွင့်နိုင်ငံတွေကိုမစင်မချင်းကြီးမားတဲ့ပြစ်ခတ်မှုပြစ်လေအမေရိကန်ဘက်ကအစွမ်းကုန်တုံးပြီးတော့မှလောင်စာစီစက်ယုံရေနံချက်စက်ယုံမျက်စိစက်ယုံအကုန်ကိုပြန်ပြစ်နိုင်တယ်အီရန်ဘက်ကပြန်တုတ်ပြန်တဲ့ဟာအာနေပြီးတော့မှနော်တိတ်ပြီးတော့မှမလုပ်ရင်တော့အမေရိကန်လည်းဆက်တိုက်ကြီးတော့ပြစ်မဲ့အနေထားတော့တိတ်မမြင်ရအောင်ဒါပေမဲ့အခုကအင်ရန်ဘက်ကလေလုံးဝမလျှော့တေးကြီးချမယ်ပြန်လဲတိုက်တယ်တိုက်တဲ့ဟာလဲတနိုင်ငံကိုတိုက်တာမဟုတ်ဘူး4-5နိုင်ငံကိုတပြိုင်နဲ့တိုက်တာအဲ့ဒါကြောင့်အမေရိကန်လည်းဒီလောက်ထိဖြစ်နေမှတော့မထူးတော့ဘူးဒါအဆုံးတိုက်ရအောင်ဆိုပြီးတော့မှချမဲ့အနေထားရှိတယ်အဲ့ဒါကြောင့်အချိန်မရွေးကျွန်တော်နော်ဒီပြည်နယ်ကွင့်နိုင်ငံမှာတခြားသောရေကြိုစက်ယုံတွေကိုလည်းတက်ကက်ထားပြီးတော့မှပြစ်နိုင်တယ်အဆောက်အဦလူနေအဆောက်အဦတွေကိုလည်းပြစ်နိုင်တယ်ကျန်တဲ့အစင်အများကြီးတိုက်ခိုက်မှုဖြစ်လာနိုင်တယ်အဲကြောင့်စိုးရင်ရတဲ့ကာလဒီတစ်ပတ်ကအင်မတန်မှကျွန်တော်တို့အထူးဆုတောင်းရမယ့်အနေအထားဖြစ်တယ်တကဘာလုံးလဲစိုးရင်နေပြီဒါကြောင့်တည်င်းအစ်ရတဲ့ဟာတွေကိုကျွန်တော်ပြန်လဲရှာဖွေပြီးတော့မှတင်ဆက်ပေးနေတာဖြစ်တယ်ကြည့်ရှုအားပေးပြီးတော့မှ like တွေလုပ်ပေးတဲ့သူများ subscribe တွေလုပ်ပေးတဲ့သူများ follow တွေလုပ်ပေးတဲ့သူများပြီးတော့ comment တွေရေးပေးကြတော့အနေနဲ့ရနိုင်ငံတကာကချစ်တော်ညီကိုမောင်နှမများအရောက်ချင်းစီကိုအသက်ရှင်တော်မူ၍အချိန်နေ့ရက်ကာလမရွေးကဲတင်မှသတော်မူသောယေရှုဖျားအားဖြင့်ကိုယ်ကာဆောက်ရှောက်တော်မူပါသည် Okay